Hello ချစ်စမှုရေးနေမှာပါဒေါက်တာဤပါဒီနေ့အဖြစ်သွားကြရှိလို့ရွှေဘဲကိုသွားမလို့ပေါ့နော်ရွှေဘဲမှာတော့ကြိတ်မယ်ဒါမဲ့အလောက်ကမပြီးသေးအလောက်ကလုပ်ဆရာရှိတယ်အခုဟာပေါ့နော်ချစ်ဆုံးတို့တွေလာမေးထားကြတဲ့ဟာတွေကိုဖြည့်ပေးဖို့အတွက်လုပ်နေရပေါ့နော်ဖြည့်ပေးဖို့အတွက် skin care လေးတွေဟာဘယ်လိုမျိုးပေါ့နော်သူတို့လည်းအဆင်ပြေလားဘာလေးထည့်ဖို့လိုလဲဘာလေးဂိမ်းဆိုင်ရမလဲအဲ့ဒါလေးတွေကိုဖြည့်ပေးမလို့ပေါ့နော်ပြန်ဖြည့်ပေးမလို့အဲ့ဒါကိုအချိန်ကလည်းမလောက်ဘူးအလားပြင်ရအောင်ပဲရွှေဘဲမှာတော့ကြိတ်ရအောင်ပဲသူစားရအောင်ဆိုတော့အခုက3နာရီ30နဲ့3နာရီ34ရှိပြီ4ခွဲထိပဲအချိန်ရမှာအဲ့ဒီအချိန်တွေမှာ4ခွဲနေလည်းပြန်ဖြည့်ရမယ်နောက်ပြီးတော့ရွှေဘဲသွားဖို့လည်းပြင်ဆင်ရမယ်နော်ဆိုတော့အရင်ဆုံးဒီဗီဒီယိုလေးတော့နှက်ခမ်းနေဆိုလိုက်အောင်နော်နှက်ခမ်းနေကကျွန်တော်စားပြီးတောက်ပြီးတော့အကုန်ပြတ်သွားပြီပေါ့နော်ဒါနှက်ခမ်းလည်းအဆူတန်းဖြစ်ပြီးတယ်โอเคနှက်ခမ်းနေဆိုမယ်ပြင်မယ်ဥပကြတော့အစီပြန်တာလည်းရှိရယ်တင်းတိတ်လည်းရှိရယ်ပေါ့နော်အဲ့တော့အစီပြန်တာကိုထိန်းဖို့ဟာလေးလည်းညှို့ပေးတယ်နောက်ပြီးတော့တင်းတိတ်အတွက်ပေါ့နော်အဓိကအယောင်လေးဖြော့ပြီးတော့တက်တာသွားစီမဲ့ဟာလေးလည်းညှို့ပေးရပေါ့ဒါပေမဲ့တင်းတိတ်ကတော့ချက်ချင်းအုံငနဲ့တိုင်းနဲ့တော့ပျောက်မှာမဟုတ်ဘူးပေါ့နော်ပြီးရခါကျတော့တင်းတိတ်ကရေရှည်လောက်ရတယ်ပြီးတော့အရန်တိတိတတာပျောက်သွားတယ်ဆိုတာလေတိတ်တော့မလွယ်ဘူးပျောက်ဖို့အရှင်းပျောက်ဖို့တော့ခက်တယ်ပေါ့နော်ဒါပေမဲ့တဖြည်းဖြည်းတက်တာအောင်လို့အဲ့ဒီတင်းတိတ်မဲနေနေရာလေးတွေပြန်ပြီးလင်းလာအောင်တော့လုပ်လို့ရတယ်ပေါ့နော်နည်းနည်းပြန်ပြီးလင်းလာအောင်လို့အရင်တော့အရန်တိတာတဲ့နေရာလေးအရန်မတိတာတော့အောင်လို့အဲ့လိုမျိုးလေးဒါ sunscreen လေးနဲ့ညှို့ပေးရရှိရပေါ့နော်ဒါ procedure တွေတော့လုပ်ပေးတာမရှိဘူးပေါ့နော်ဟိုကအစိတ်ကန်းလည်းမရှိဘူးစိတ်ကန်းလည်းမခွင့်ထားဘူးအဲ့ဆိုတော့ဒီ online ပေါ်ကနေ skin care ကိုအကြံဉာဏ်ပေးတာအဲ့ဒါပဲပေါ့နော်ဆေးမလိုအပ်ရင်ဆေးတွေပါလည်းမပေးဘူးပေါ့နော် skin care လေးပဲဒီကလုပ်ခိုင်းတာပါစားရပြီးပြန်ဖြေမယ်ပေါ့နော်ဒါလေးက sunscreen ပေါ့နော်ဒါမဲ့အယောင်ပါတယ်တုံးနဲ့တင်းတိတ်သမားတွေတခုပြအယောင်ပါတယ်ဟာဆိုအဆင်ပြေတုံးနဲ့ sunscreen လေးပေါ့နော် sun make လို့ခေါ်တယ်အဲ့ဒါလေးရှိပါတယ်အဲ့ဒါလေးကကြတော့ပစ္စည်းကတော့နည်းနေပြန်ရောက်ဖို့နည်းနည်းတော့စောင့်ရမယ်ဒါဒီမမအတွက်ကိုဒါတခုတကတွားပြီးတော့ယူပေးထားတာဒါတက်သူအတွက်ထည့်ပေးထားတာเนาะသူအတွက်အဆင်ပြေအောင်လို့နောက်ပြီးတော့ install ရှိရတာလေးနည်းနည်းအရေးအကြောင်းနဲ့အဆင်ပြေတယ်နောက်တစ်ခါရေးကြောင်းတက်ဆိုင်သူကဒီအမဲဆက်ပေါ့နော်အမဲဆက်ဒီတင်းတိတ်မိုက်တွေတော့ပိုအဆင်ပြေတယ်အသာ6တဲ့သူအတွက်ပိုအဆင်ပြေတယ်ဒါလေးရှိတယ်ဒါလေးလည်းပါတယ်ဒါလေးကကြောင့်အစီပြန်တဲ့သူတွေအစီထိန်းတယ်နော်ဝက်ချန်လေးတက်ပါတယ်နောက်ပြီးတော့ toner immersion အစိုးထက်ဖြစ်တဲ့ immersion ဒါလေးသူ့အတွက်ပေါ့နော် personalize စီစဉ်ပေးထားတာသူ့အတွက်အသင့်တော်ဆုံးဟာကိုစီစဉ်ပြီးတော့အကြံပေးထားတာပေါ့နော်ဒါ immersion တင်းတိတ်တက်တာဖို့အတွက်immersion တစ်ထိပ်မှလေးပို့ပေးရမှာဖြစ်ပါတယ်